ပပရဲ့မိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာပါတင်ဆရာမြင်ဆရာကြားဆရာများအားလုံးယူသေးကာရဝပြုပါတယ်အခုပတ်စဉ်ပတ်တိုင်းတင်ပေးနေတဲ့တပတ်စာကလေးကိုလာရောက်တင်ပြခြင်းဖြစ်တယ်ပြီးခဲ့တဲ့ပတ်ကတော့တပတ်စာကအားလုံးအောင်မြင်ခဲ့တယ်ပရိနဲ့ပတ်တိကတော့နောက်ကြမှထွက်ခဲ့တယ်အခုအရင်ပတ်ကမှန်ခဲ့တဲ့ပတ်တိကိုအရင်ပတ်ကမှန်ခဲ့တဲ့ပတ်တိကနေစမယ်နော်ဒီတစ်ပတ်တော့နောက်ကြမယ်လို့မထင်ဘူးနော်ပတ်တိကဒီထိပ်ကနေစမယ်ရှင်း၅ကိုသုံးလုံးပေါင်းတော့2ရပါတယ်2ပတ်တိက2ရတယ်2ရဲ့နှစ်ခတ်က4ပါ4ပတ်တိနဲ့4သုံးဆိုပြီးထွက်ခဲ့တယ်ခါနောက်တစ်ပေမှာ365သုံးလုံးပေါင်းတော့4ရပါတယ်4နှစ်ခတ်က2ပါ2 5ဆိုပြီးထွက်ခဲ့တယ်2 5 9သုံးလုံးပေါင်းတော့6ရပါတယ်6နှစ်ခတ်9 9 3ညဆိုပြီးထွက်ခဲ့တယ်3ည9နှစ်သုံးလုံးပေါင်းတော့1ရပါတယ်1နှစ်ခတ်8 8တစ်ဆိုပြီးထွက်ခဲ့တယ်ဒီမှာပုထုမရှိတော့ယူလို့မရဘူးတခါ3ခွန်5သုံးလုံးပေါင်းတော့3ခွန်5သုံးလုံးပေါင်းတော့9ရပါတယ်9နှစ်ခတ်3က36ဆိုပြီးထွက်တယ်4 1 2သုံးလုံးပေါင်းတော့ခွန်ရတယ်ခွန်နှစ်ခတ်3ညက3ည1လို့ထွက်တယ်ဒီမှာပိတ်ရရှိလို့ယူလို့မရဘူးနောက်တစ်ပတ်မှာ1 5 5သုံးလုံးပေါင်းတော့1 1နှစ်ခတ်က8 2 8ဆိုပြီး8ပတ်တိထွက်တယ်ခွန်3 8သုံးလုံးပေါင်းတော့8ရပါတယ်8နှစ်ခတ်1မှာ3 1ဆိုပြီးထွက်တယ်3 1 1သုံးလုံးပေါင်းတော့9ရပါတယ်9နှစ်ခတ်က3 3ည3လို့ထွက်တယ်9 4 3ည3လုံးပေါင်းတော့9ရပါတယ်9နှစ်ခတ်က6 1 6လို့ထွက်တယ်တခါနောက်တစ်ပေမှာ9 9 6သုံးလုံးပေါင်းတော့4ရတယ်4နှစ်ခတ်က2 9နှစ်ဆိုပြီး2ပတ်တိထွက်တယ်9 3ည2သုံးလုံးပေါင်းတော့ခွန်နှစ်ခတ်က3ညနော်ဒီမှာ6 3ညဆိုပြီးတော့3ညပတ်တိထွက်တယ်2 8 6သုံးလုံးပေါင်းတော့6ရပါတယ်6နှစ်ခတ်က9 1 9ဆိုပြီးထွက်တယ်3 3 8သုံးလုံးပေါင်းတော့4ရပါတယ်4နှစ်ခတ်က2 9နှစ်ဆိုပြီးထွက်တယ်ဒီမှာပိတ်ရရှိတော့ယူလို့မရဘူးနောက်တစ်ပတ်မှာခွန်9 6သုံးလုံးပေါင်းတော့2ရပါတယ်2နှစ်ခတ်က4 4 4ဆိုပြီးထွက်တယ်2 1ခွန်သုံးလုံးပေါင်းတော့3ညရပါတယ်3ညနှစ်ခတ်ကခွန်1ခွန်လို့ခွန်ပတ်တိထွက်တယ်9ခွန်လို့ခွန်ပတ်တိထွက်တယ်9ခွန်နှစ်သုံးလုံးပေါင်းတော့9ခွန်နှစ်သုံးလုံးပေါင်းတော့8ရပါတယ်8နှစ်ခတ်1မှာ1 5ဆိုပြီးတော့တောက်ကြနေမှလာထွက်တယ်6 8ခွန်သုံးလုံးပေါင်းတော့1ရပါတယ်1နှစ်ခတ်8မှာ3 8ဆိုပြီးထွက်တယ်6 5 6သုံးလုံးပေါင်းတော့
ခွန်ရပါတယ်ခွန်နှစ်ခါ3ညမှာ3ညခွန်လို့ထွက်တယ်ဒီမှာပိတ်ရရှိတော့ယူလို့မရဘူး6ခွန်1 3လုံးပေါင်းတော့ခွန်ရပါတယ်ခွန်နှစ်ခါ3ညမှာ3ညထွက်တယ်1 3 1 3လုံးပေါင်းတော့9ရတယ်9နှစ်ခါ3မှာ1 3ဆိုပြီးထွက်တယ်9 8 4 3လုံးပေါင်းတော့1ရပါတယ်1နှစ်ခါ8မှာတောက်ကြနေမှာလာထွက်တယ်ဒါကြောင့်ဒီဘက်မှာခွန်3ည5 3လုံးပေါင်းတော့2ရတယ်2နှစ်ခါက4ပါဒါကြောင့်4ပတ်သည်ပါတီးပြီးရင်ဘရိတ်လာမယ်ဘရိတ်ကလည်းဟိုးအရင်ကမှန်ခဲ့တဲ့ဘရိတ်လိုင်းကိုပဲဆက်ယူမယ်ဒီမှာဒီဒါကဒီ6ရယ်ဒီ1ရယ်ပေါင်းတော့ခွန်ရတယ်ခွန်နှစ်ဘရိတ်ကမပြောက်ရဘူး4 3ဆိုပြီးခွန်ဘရိတ်ထွက်တယ်ဒီခွန်ရယ်ပေါင်းတော့4ရတယ်4 9ဘရိတ်က3 1ဆိုပြီး4ဘရိတ်ထွက်တယ်3 8နှလုံးပေါင်းတော့1ရတယ်1 6ဘရိတ်မှာ4နှစ်ဆိုတဲ့6ဘရိတ်ထွက်တယ်ခွန်နှစ်နှလုံးပေါင်းတော့9ရတယ်9 4ဘရိတ်မှာ8 1ဆိုတဲ့9ဘရိတ်ထွက်တယ်ဒီမှာပုတ်လို့မရှိတော့ယူလို့မရဘူး3ည5နှလုံးပေါင်းတော့9 9 3ညဘရိတ်မှာ4 1ဆိုတဲ့9ဘရိတ်ထွက်တယ်8 3နှလုံးပေါင်းတော့1 6ဘရိတ်မှာ3ည1ဆိုတဲ့1ဘရိတ်ထွက်တယ်ဒီမှာဖောင်းရရှိတော့ယူလို့မရဘူး9နှစ်နှလုံးပေါင်းတော့ခွန်နှစ်ဘရိတ်မှာ3ညခွန်လို့ခွန်ဘရိတ်ထွက်တယ်3ညနှလုံးပေါင်းတော့3ည5ဘရိတ်မှာ3ည5ဆိုတဲ့5ဘရိတ်ထွက်တယ်3ည6နှလုံးပေါင်းတော့6 1ဘရိတ်မှာ5 1ဆိုတဲ့6ဘရိတ်ထွက်တယ်ခွန်3ညနှလုံးပေါင်းတော့ခွန်နှစ်ဘရိတ်မှာ2 5ဆိုတဲ့ခွန်ဘရိတ်ထွက်တယ်2 4နှလုံးပေါင်းတော့6 1ဘရိတ်မှာ9နှစ်ဆိုတဲ့1ဘရိတ်ထွက်တယ်9 3ညနှလုံးပေါင်းတော့9 4ဘရိတ်မှာ1 3ဆိုတဲ့4ဘရိတ်ထွက်တယ်9ခွန်နှလုံးပေါင်းတော့6ရပါတယ်6 1ဘရိတ်က4ခွန်ဆိုတဲ့1ဘရိတ်ထွက်တယ်4 1နှလုံးပေါင်းတော့9 3ညဘရိတ်က4 6ဆိုတဲ့3ညဘရိတ်ထွက်တယ်1 1နှလုံးပေါင်းတော့ခွန်နှစ်ဘရိတ်မှာ6 6ဆိုတဲ့2ဘရိတ်ထွက်တယ်ခွန်4နှလုံးပေါင်းတော့1 6ဘရိတ်မှာ5 1ဆိုတဲ့6ဘရိတ်ထွက်တယ်2 5နှလုံးပေါင်းတော့ခွန်နှစ်ဘရိတ်မှာ2 3ညဆိုတဲ့2ဘရိတ်ထွက်တယ်4 1နှလုံးပေါင်းတော့5 3ညဘရိတ်မှာ2 8ဆိုတဲ့3ညဘရိတ်ထွက်တယ်2 9နှလုံးပေါင်းတော့1 6ဘရိတ်မှာ6 5ဆိုတဲ့1ဘရိတ်ထွက်တယ်ဒီမှာတနင်္လာမရှိတော့ယူလို့မရဘူးဒီမှာလည်းပိတ်ရဲယူလို့မရဘူးဒီမှာ9 4နှလုံးပေါင်းတော့9 4ဘရိတ်မှာ1 3ဆိုတဲ့4ဘရိတ်ထွက်တယ်3 4နှလုံးပေါင်းတော့ခွန်နှစ်ဘရိတ်မှာ3 4ဆိုတဲ့ခွန်ဘရိတ်ထွက်တယ်ဒီမှာတနင်္လာပိတ်တော့ယူလို့မရဘူးခုတစ်ပတ်မှာ9 6နှလုံးပေါင်းတော့9ရတယ်9 3ညဘရိတ်ကဒီတစ်ပတ်အတွက်မပြောက်ဘရိတ်တစ်စုံပါဘရိတ်ပြီးရင်ထည့်ရှိလာမယ်
ထိပ်စီကတော့အပတ်စဉ်ပတ်တိုင်းမပြတ်မကွက်ပေးနေတဲ့ထိပ်စီလိုင်းကိုပဲပြန်ပေးမယ်ဒီထိပ်ကနေစမယ်နော်တစ်လေးနှလုံးပေါင်းတော့9 6ခွန်ထိပ်ထွက်တယ်9တစ်နှလုံးပေါင်းတော့6 9တစ်နှလုံးပေါင်းတော့6ခွန်8ထိပ်မှာ8ထိပ်ထွက်တယ်2တစ်နှလုံးပေါင်းတော့3 4 5ထိပ်မှာ4ထိပ်ထွက်တယ်6ခွန်နှလုံးပေါင်းတော့3 4 5ထိပ်မှာ3ထိပ်ထွက်တယ်3ကြ4နှလုံးပေါင်းတော့4 5 6ထိပ်မှာ5ထိပ်ထွက်တယ်5ခွန်နှလုံးပေါင်းတော့2 2 3 4ထိပ်မှာ3ထိပ်ထွက်တယ်5ခွန်နှလုံးပေါင်းတော့2ပဲ2 3 4ထိပ်မှာ3ထိပ်ထွက်တယ်ဒီမှာပိတ်ရရှိတော့ယူလို့မရဘူး3ညနှလုံးပေါင်းတော့3ည1 2ထိပ်မှာ3ညထိပ်ထွက်တယ်4 9နှလုံးပေါင်းတော့3 4 5ထိပ်မှာ4ထိပ်ထွက်တယ်2 4နှလုံးပေါင်းတော့6 6ခွန်8ထိပ်မှာခွန်ထိပ်ထွက်တယ်ခွန်နှလုံးပေါင်းတော့4 5 6ထိပ်မှာ5ထိပ်ထွက်တယ်မှာ9 3နှလုံးပေါင်းတော့8 9 3ညထိပ်မှာ9ထိပ်ထွက်တယ်8 3နှလုံးပေါင်းတော့1 1 2 3ထိပ်မှာ1 3ထွက်တယ်1ထိပ်ထွက်တယ်မှာ1ခွန်ထွက်တယ်3ည1နှလုံးပေါင်းတော့1 1 2 3ထိပ်မှာဒီမှာ3 3ဆိုပြီးတော့3ထိပ်ထွက်တယ်4 4နှလုံးပေါင်းတော့8 9 3ညထိပ်မှာ9ထိပ်ထွက်တယ်6 9နှလုံးပေါင်းတော့5 6ခွန်ထိပ်မှာ5ထိပ်ထွက်တယ်9 3ညနှလုံးပေါင်းတော့5 6ခွန်ထိပ်မှာ6ထိပ်ထွက်တယ်4 5နှလုံးပေါင်းတော့9 3ည1ထိပ်မှာ9ထိပ်ထွက်တယ်3 2နှလုံးပေါင်းတော့5 6ခွန်ထိပ်မှာ6ထိပ်ထွက်တယ်8 2နှလုံးပေါင်းတော့3ည1 2ထိပ်မှာ1ထိပ်ထွက်တယ်2 6နှလုံးပေါင်းတော့8 9 3ညထိပ်မှာ3ညထိပ်ထွက်တယ်ခွန်3နှလုံးပေါင်းတော့3ည1 2ထိပ်မှာ3ညထိပ်ထွက်တယ်ခွန်5နှလုံးပေါင်းတော့2 2 3 4ထိပ်မှာ3ထိပ်ထွက်တယ်4 9နှလုံးပေါင်းတော့3 3 4 5ထိပ်မှာ5ထိပ်ထွက်တယ်1 3နှလုံးပေါင်းတော့4 4 5 6ထိပ်မှာ5ထိပ်ထွက်တယ်အခုဒီဘက်မှာ6နှစ်နှလုံးပေါင်းတော့6ခွန်8ထိပ်ပါပတ်တိက4ပတ်တိဘရိတ်က9 3ညဘရိတ်ထိတ်က6ခွန်8ထိတ်နော်ဒါအပတ်စဉ်ပတ်တိုင်းပေးနေတဲ့အခွေကတော့3 8 5 3ညခွေပဲဖြစ်တယ်အဲ့ဒီခွေကတော့မပြတော့ဘူးနော်အပတ်တိုင်းပြလာတာဆိုတော့နော်အခွေက3 8 5 3ညခွေအပူပါရမယ်ဒါပြီးရင်အထွက်ဆော်ခဲ့တဲ့ဟိုအရင်ကမွေး9ခွက်ကိုပြန်ပေးမယ်အဲ့ဒီမွေး9ခွက်ကအရင်ကလည်းတွဲပြလာပြီဒါပေမဲ့ကြာမှာဆိုလို့အခုအစားတစ်ချက်နဲ့ပိတ်တစ်ချက်ပြပေးမယ်ဒီမှာ6တစ်နှလုံးပေါင်းတော့ခွန်3ညခွန်3ည2ပါတယ်ခွန်3ည2ပရိတ်ကိုခွန်3ည2ကပရိတ်ဒီ8ရယ်ပေါင်းတော့6ရတယ်
619ကကီနော်619ပါတယ်ခွန်3ည2ပရိတ်က619ပါတယ်ခွန်3ည2ပရိတ်မှာ619ပါတယ်ခွန်3ည2ပရိတ်မှာဒီထိတ်ကမဟုတ်ဘူးထင်တယ်ဒီထိတ်ကမဟုတ်နော်သူကဘယ်ကစားလဲဆိုတော့ဒီကစားမယ်ဒီမှာ19နှလုံးပေါင်းတော့3ညရတယ်3ည5ခွန်ကီ30နှလုံးပေါင်းတော့1ရတယ်160ပရိတ်3ည5ခွန်ပါတဲ့160ပရိတ်မှာဒီမှာ3ညပါတဲ့10ပရိတ်ထွက်တယ်နော်ဒီမှာနောက်တစ်ပင်မှာလဲဒီကနေဒီအပတ်ကနေစပြီးတော့မှန်လာတာနော်အခုအဆုံးတစ်ပတ်ပြန်ပြမယ်နော်ဒါဟိုအရင်ဒီအပေါ်ပတ်ကနေမှန်ခဲ့တယ်ဒီမှာ93နှလုံးပေါင်းတော့2ရတယ်2ပါဝါခွန်နှခ4အဲ့ဒါကကီ34နှလုံးပေါင်းတော့ခွန်ပါဝါ2နှခ3ညကပရိတ်နှစ်ခွန်4ပါတယ်ခွန်နဲ့3ညပရိတ်မှာမထွက်လဲဆိုတော့ဒီမှာ4ပါတယ်ခွန်ပရိတ်3လေးဆိုပြီးထွက်ခဲ့တယ်ဒါကြောင့်ဒီတစ်ပတ်မှာ93ညနှလုံးပေါင်းတော့93ညနှလုံးပေါင်းတော့9ရတယ်946ကကီနော်946ကကီဒီမှာ96နှလုံးပေါင်းတော့9 3ည3ကပရိတ်နော်ဒါကြောင့်946ပါတယ်9 3ညပရိတ်ကိုစာရရွက်နဲ့ရေးပေးမယ်946ပါတယ်9 3ညပရိတ်မှာဒီတစ်ပတ်အတွက်မွေးက946ကီးပါတယ်9 3ည3ပရိတ်မှာ9ပါတယ်5ပရိတ်က96 9ပါတဲ့3ညပရိတ်က91 9ပါတဲ့3ပရိတ်က94 4ပါတဲ့5ပရိတ်က41 4ပါတဲ့3ညပရိတ်က46 4ပါတဲ့3ပရိတ်က49 6ပါတဲ့5ပရိတ်က69 6ပါတဲ့3ညပရိတ်က64 6ပါတဲ့3ပရိတ်က6ပါတဲ့3ပရိတ်က6ခွန်ဒါဒီမှာပြန်ကြည့်မယ်ဆိုရင်ကဏ္ဍတူတွေပါတယ်ဒီမှာကဏ္ဍတူတွေပါတယ်နော်
သူကအားရမှာမို့လို့96နဲ့69ကတူတယ်46နဲ့64ကတူတယ်94နဲ့49ကတူတဲ့အတွက်ကြောင့်မို့လို့ဒီမှာကဏ္ဍကဘယ်နှခွက်ရှိမလဲနော်ဆိုတော့3ခွက်ရော့သွားမယ်1 2 3 4 5 6ခွက်ပဲရှိတယ်နော်အဲ့ဒါကို post မှာကတ်လုပ်ပြီးတင်ပေးပါမယ်ဒါကဒီမှာကဏ္ဍကျန်တာ96တခွက်91တခွက်94 41 46 6ခွန်ဒီ6ခွက်ပဲကျန်တယ်နော်ဒါကြောင့်အားလုံးသောဘာရဲ့မိတ်ဆွေညီကောင်မောင်နှမများအားလုံးဘာတင်ပြတာလေးကိုနှစ်သက်သဘောကျမယ်ဆိုရင်ကွန်မန့်လေးတွေလိုက်လက်မှတ်လေးတွေနဲ့အားပေးပါနော်အားလုံးသောလိုက်ပေါ်မှာရှိကြတဲ့ဘာရဲ့မိတ်ဆွေညီကောင်မောင်နှမများအားလုံးကျမ်းမာချမ်းသာလို့လူရချမ်းသာတစ်လုံးတစ်ဝါတည်းပြေးပါပြီဘဝအမောတွေပြေပြောင်းနိုင်ကြပါစေ拜拜吧。